你上来了，哇噜噜呀噜噜，老李家三头烧，大瓜，哎，把不了呀，把不了，扣了我，怎么扣完了呀？咱们买什么？哎呀，别闹了啊！这哪里有那可以？哇，你刚才那个我骗了，哎呀，可以啊！啊！可以。别家哪人？别家哪人？我告诉你，可以啊！多抓你瓜哟！没有眼睛你打哪的瓜哟？没不能弄人的瓜哟！抓你瓜！要被偷家米，被偷家米，你瓜变米瓜，这个要扣来人了，这个要扣不来，然后追你，要追你。啊，这个捞不来的，没弄还把不了，没追了。眼睛打了呗，瓜，没偷瓜要米瓜，做米啊，没人要。没这个捞不上啊，吃上不是我，没人。这个我了，你那知道说什么？他空头地不塞呀，我地不塞你没收钱的。ခဏလေးနော်အားလုံးခဏလေးညီတော်မောင်ရကိုညီလေးမင်းလို့ရလိုက်တော့ကွာမင်းလို့ရလိုက်တော့ကွာမင်းအဲ့ဒီလိုလုပ်တော့မင်းကလည်းညီကိုကြီးတော့ပဲရှိကြလေကွာမင်းထောင်ကြပြီငါအကိုတယောက်နဲ့ဘလို့ခံစားမင်းခံစားကြည့်တော့အောင်ကွာမင်းစိတ်လက်မလောက်တာမင်းမကောင်းတဲ့ကောင်ကွာငါညီဟာမင်းခုတ်လိုက်တာကခုတ်လိုက်ပြီလေတေးပေါ်လိုက်တာကွာဒီကအကိုစိတ်သေးပါကွာပေါခုတ်လိုက်တာထင်းခုတ်တာလေဟမ်ဟုတ်တယ်လေဟိုအိမ်သာတွိုင်းနဲ့ချော်နေတာတောင်စီပြေးသွားတာဟိုငွေရှင်ကြေးရှင်ဆိုတာကဘာလဲဟိုသူတို့ကချမ်းသာတော့ကျုပ်ကပတ်စံမေးခိုင်းတာလေအဲ့ဒါငွေချင်းကြေးရှင်ပေါ့အဲ့ကောင်လေးဟုတ်တယ်လေကျုပ်ခိုင်းတာဒီကောင်မပြီးဘူးလေနေရွှေနာရှင်ညရွှေမလားကျွန်တော်ကောလိုက်တာဘာဖြစ်လို့လဲအဲ့ဆိုမေးအိမ်ကနေပြီးတော့ဟူရူနဲ့ဓာဆွဲပြီးသွားတာဟိုလူခုတ်ဖို့မဟုတ်ဘူးပေါ့ကိုကြီးကလည်းဗျာကျုပ်ကထင်းခုံးလို့ပါလို့ပြောနေတာမတခါပြောမှမသိဘူးအဲ့ဒါအိမ်မလေးကအကိုကြီးကျွန်တော်ထင်းခုံးဖို့သွားမယ်ဆိုလို့တော့မင်းအေးစစ်စစ်ပြောလိုက်ပါလားအခုတော့လူခုတ်ဖို့ရောဘာလို့လဲတကယ်လုံးကိုပတ်လို့ရိုက်ရတာပဲတောင်း